ခြေပြားထောက်ပြီးလမ်းလျှောက်နေလို့တော့ခြေရာထင်ကြံရစ်မှာမဟုတ်ပါဘူးမျောလင်းချက်ဆိုတာပျော်ရွှင်ခြင်းရဲ့တော့ချက်ပဲပြီးတော့အောင်မြင်မှုလည်းရစေတယ်အနာဂတ်ဆိုတာသင်ဖန်တီးရမယ့်အရာဖြစ်တယ်အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ဟိုတနေ့ကျန်နေတဲ့စာအုပ်လေးကိုဆက်ပြီးဖတ်ပြပြပြပါတယ်ခင်ဗျာကျွန်တော်လည်းတူတူအဆုံးထိလိုက်ကြည့်ပါဦးခင်ဗျာအကြောက်တရားကသင်ခံစားချက်ပါတတိဆိုတာကသင်လို့ရပါမဆောက်နဲ့အချိန်ကတန့်နေမှာမဟုတ်ဘူးစောက်မနေနဲ့နေ့တိုင်းဟာရရတာမဟုတ်ဘူးရှုံးနိမ့်မှုကိုယုံကြည်စိတ်ချမှုနဲ့အနိုင်ယူလို့ရပါတယ်ငါလမ်းငါရှာမယ်မတွေ့ရင်လမ်းတစ်ခုဖောက်မယ်ငါတို့ဖြစ်ရမယ်ဆိုတာအမြဲဖြစ်လာနိုင်ပါတယ်အခက်ခဲတွေကြောင့်ပဲအံ့ဩစရာတွေပေါ်ထွန်းလာတာပါလူတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာထုံမသုံးရသေးတဲ့ယတနာတိုက်ရှိတယ်မနှက်ဖြန်အတွက်အကောင်းဆုံးပြင်ဆင်တယ်ဆိုတာဒီနေ့အကောင်းဆုံးလုပ်ဆောင်တာပဲဖြစ်တယ်အပြည့်အဝရှင်သန်ပါအကောင်းမြင်ခြင်းကိုအာရုံပြုပါပျော်ရွှင်စရာဘဝကိုတည်ဆောက်နိုင်ဖို့ဆိုတာနည်းနည်းပဲလိုတာပါအဲ့ဒါတွေအားလုံးသင်ခန္ဓာကိုယ်ထဲမှာရှိနေပါတယ်သင်အတွေးခေါ်ထဲမှာရှိနေပါတယ်သင်ယုံကြည်ရင်သင်လုံနိုင်ပါလိမ့်မယ်ရှေ့ကိုရောက်ဖို့ရှုပ်ဝက်ချက်ကစတင်ခြင်းပဲဖြစ်တယ်ကံကြမ္မာဆိုတာခွင့်ရမဟုတ်ပါဘူးရွေးချယ်ခြင်းပဲဖြစ်ပါတယ်ပြီးတော့စောင့်ဆိုင်နေရမယ့်အရာမဟုတ်ပါဘူးအရာယူရမှာဖြစ်ပါတယ်အခွင့်အလမ်းဆိုတာဖြစ်မလာဘူးဆိုရင်ဖြစ်လာအောင်ဖန်တီးပါကြီးမြတ်တာတွေပေါ်ပေါက်ဖို့ဆိုရင်လုံဆောင်ချက်နဲ့တင်မကဘူးစိတ်ကူးလည်းရှိရမယ်စီမံကိန်းတင်မကဘူးယုံကြည်ချက်လည်းရှိရမယ်အခက်ခဲဆုံးကလုပ်ဖို့ဆုံးဖြတ်ချက်ချမှတ်ခြင်းပါပဲကျန်တာကတော့ဇွဲတန်ဖို့ပါပဲလူဆိုတာစက်ဘိန်းစီးနေတာနဲ့အတူတူပါပဲစက်ဘိန်းစီးတဲ့အခါအန်ချက်ညီအောင်ထိန်းနှင်းကြရတယ်လေတင်လိုခြင်းနဲ့အရာမှန်သမျှအကြောက်တရားရဲ့အခြားဘက်မှာရှိနေတယ်အရှုံးမပေးသူကိုဘယ်သူမှအလဲထိုးလို့မရပါဘူးကျွန်တော်တို့ရဲ့စိတ်ကူးတွေဟာအစပိုင်းမှာမဖြစ်နိုင်ဘူးလို့ထင်ရတယ်နောက်တော့သူတို့အမြင်မှာမယုံနိုင်စရာဖြစ်လာတယ်ကျွန်တော်တို့ဆန္ဒပြင်းထန်လာတဲ့အခါမှာတော့အဲ့ဒါတွေဟာလေလာရာနှင်းပြောက်ဖြစ်ကုန်ကြတော့တာပါပဲသင်ယုံကြည်မှုဟာသင်အကြောက်တရားထက်တာလွန်နေပါစေအဟံတားတွေရှိလိမ့်မယ်တန်တရားတွေရှိလိမ့်မယ်အမှားယွင်းတွေရှိလိမ့်မယ်ဒါပေမဲ့အဟုတ်တကုတ်စ조사ခြင်းဖြစ်အောင်မြင်မှုဟာအတိုင်းအဆမရှိဖြစ်လာပါလိမ့်မယ်ပျော်ရွှင်သူဆိုတာအခြေအနေကောင်းတစ်ခုမှာရှိနေသူမဟုတ်ပါဘူးခံစားချက်ကောင်းတစ်ခုရှိနေသူသာဖြစ်ပါတယ်အနုပညာရှင်တိုင်းဟာအစပိုင်းမှာအပျော်တမ်းအဆင့်သာဖြစ်ပါတယ်ယုံကြည်မှုရှိရင်အစတင်ပြီးကတည်းကသင်အနိုင်ရနေပါပြီတကယ်ဖြစ်မလာသေးတဲ့အထိတော့မဖြစ်နိုင်ဘူးဆိုတာတွေရှိနေမှာပါပဲဘဝမှာကြောက်စရာဆိုတာဘာမှမရှိပါဘူးနားလည်ဖို့သာလိုတာပါအချိန်မပြုံးပါနဲ့စိတ်ပါတဲ့အထိစောင့်မနေပါနဲ့အသင်းဖွဲ့တစ်ခုနဲ့အတူစတင်လိုက်ပါရဲရင်ချင်းဟာဘဝကံကြမ္မာပါပဲတင့်ကိုတင်နဲ့တင်းစိတ်ကူကိုယုံကြည်စိတ်ချဖို့အသေးချာလိုအပ်ပါတယ်တင့်ယုံကြည်မှုကအခြားသူတွေကိုလည်းယုံကြည်မှုဖြစ်စေပါတယ်ရှာဖွေရမှာမဟုတ်ဘူးဖန်တီးရမှာဖြစ်တယ်အမှားဆိုတာတင်စ조사လှုပ်ဆောင်နေခြင်းရဲ့သက်သေပါပဲကြီးမားတဲ့အောင်မြင်မှုရရှိတယ်ဆိုတာတင်ရောက်နေတဲ့နေရာမှာတင့်မှာရှိတာနဲ့တင်စွမ်းနိုင်တဲ့လောက်လုပ်ခြင်းကစတင်ပါတယ်ဘဝဆိုတာအဖိုးတန်တဲ့ရှင်တန်ခြင်းလို့ယုံကြည်ပါတင့်ယုံကြည်မှုဟာဖန်တီးမှုအကြောင်းတရားတွေဖြစ်လို့ကူညီပါလိမ့်မယ်တတိဆိုတာမနှိမ့်မျိုးစရာနေရာတွေမှာရှာတွေ့ရပါဆုံးဖြတ်ချက်မပြတ်သားရင်ဘယ်နေရာမှမမြဲဘူးဆိုတာသိနာလဲပါ
ပင်လယ်ပြင်ခရီးထွက်ပါကြိုးပမ်းအားထုတ်ပါဒီထက်ကောင်းတာမရှိတော့ဘူးတင်းရှိမောက်အခွင့်အလန်းရောက်လာရင်မလွတ်တမ်းစောက်ကင်ထားဖို့လိုပါတယ်စိန်ခေါ်မှုတွေကိုလက်ခံလိုက်ပါဓမ္မတာအောင်မြင်ခြင်းရဲ့အရာတာကိုကောင်းကောင်းခံစားရလိမ့်ကျင့်နှံ့မှုနဲ့အိယာဝင်နိုင်ဖို့ဆိုရင်ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့အိယာနိုးလာဖို့လိုပါတယ်တတိဆိုတာမြဲကျဲလောင်မနေပါဘူးတခါတရံအတန်တိတ်ဆိတ်နေပြီးနေကုန်ချိန်ရောက်တဲ့အခါမနှက်ဖြန်ထက်ကြိုးစားအောင်မယ်ပြောပါတယ်ခြေပြားထောက်ပြီးလမ်းလျှောက်နေလို့တော့ခြေရာထင်ကြံရစ်မှာမဟုတ်ပါဘူးမျောလင်းချက်ဆိုတာပျော်ရွှင်ခြင်းရဲ့တော့ချက်ပဲပြီးတော့အောင်မြင်မှုလည်းရစေတယ်အနာဂတ်ဆိုတာသင်ဖန်တီးရမယ့်အရာဖြစ်တယ်ကိုနားလေရခက်တဲ့အနေထားဖြစ်ရင်တောင်မှမိမိကိုယုံကြည်ပါတယ်လူတွေအများစုဟာသူတို့ဘာလိုချင်တယ်ဆိုတာပြောဖို့ကြောက်ကြတယ်ဒီတော့သူတို့လိုချင်တာကိုမရကြတော့ဘူးပေါ့တနေ့တာကိုသင်ဖြတ်တန်းမှာမဟုတ်ရင်သင်ကိုတနေ့တာကဖြတ်တန်းသွားပါလိမ့်မယ်တယောက်ချင်းစီအနေနဲ့တော့ကျွန်တော်တို့ရဲ့အကြောက်တရားဆိုတာရှုံးနေဖို့ဖြစ်နိုင်တယ်လို့အောင်မြင်ဖို့လည်းဖြစ်နိုင်တာကြောင့်ဒီအချက်ကတကယ်ပြဿနာမဟုတ်ပါဘူးကျွန်တော်ဟာကျွန်တော်အတွက်မဟုတ်ဘူးဆိုရင်ဘသူကကျွန်တော်အတွက်များပါလိမ့်ကောင်းတဲ့အရာတွေဟာစောင့်နေသူထံရောက်လာပါတယ်ပိုကောင်းတဲ့အရာတွေကတော့တွားယူသူထံရောက်ပါတယ်သင်မကြိုက်တာရှိရင်ပြောင်းလဲပစ်ပါပြောင်းလဲမပစ်နိုင်ဘူးဆိုရင်သင်စဉ်းစားဖို့နည်းလမ်းကိုပြောင်းလဲပစ်လိုက်ပါသင်တန်ဖိုးကိုသင်ကိုယ်တိုင်ပဲပြထမ်းပါအခြားသူကသင်ကိုပြောပြတဲ့ပေါ်မူတည်စရာမလိုပါဘူးတကယ်အခက်ခဲကကြော်လွှားလို့ရပါတယ်တကယ်မဟုတ်ပဲထင်အောင်ထင်မှားဖြစ်နေတဲ့အခက်ခဲကကြော်လွှားရခတ်တာပါသင်ကိုသင်အများကြီးမတန်ဘူးလို့ထင်ပါတယ်သင်တန်ဖို့ကအတိုင်းအစားမရှိပါဘူးကိုယ်စိတ်ကူးအပေါ်ယုံကြည်မှုပြည့်ရှိသူတွေကိုအနာဂတ်ကပိုင်ဆိုင်ပါတယ်ကျွန်တော်တို့ရဲ့ဂုဏ်သတင်းဟာဘယ်တော့မှမကြပါဘူးအမြင့်ကိုတက်နေချိန်ကျွန်တော်တို့လဲပြုံမှကြဆင်းတာပါကိုဘာကောင်လဲဆိုတာကျွန်တော်တို့သိကြပါတယ်ဘာကောင်ဖြစ်မလဲပဲမသိကြတာပါအောင်မြင်တဲ့ဘယ်စွန့်စားကမ်းကိုမဆိုတိဆောက်တဲ့အခါမှာယုံကြည်မှုရှိခြင်းကအရေးပါတဲ့ပို့တစ်ချက်ဖြစ်ပါတယ်သင်ဘယ်ကိုသွားနိုင်တယ်ဆိုတာသင်လက်ရှိအနေအထားကမဆုံးဖြတ်ပါဘူးဘယ်နေရာကသင်စတင်မလဲဆိုတာကိုပဲဆုံးဖြတ်ပါတယ်တတိရှိလာတာနဲ့အမျှသင်ဘာကောင်ဆိုတာဖြစ်လာပါလိမ့်မယ်သင်စကားတွေကိုလူတွေကြားနိုင်ပါတယ်ဒါပေမဲ့သင်ပြုမှုကိုတော့သူတို့ခံစားချက်နဲ့သိနိုင်ပါတယ်သင်ကိုသင်နဲ့သင်အရေးချင်းကိုသင်ယုံကြည်ရင်ဘယ်လိုလောကရန်မဆိုဖြတ်တန်းရလွယ်ပါတယ်တင့်တမိုင်းကိုအများသိပါစေအောင်မြင်မှုဆိုတာစိတ်အခြေအနေပါတင်အောင်မြင်ခြင်းရင်တင့်ကိုတင်အောင်မြင်မှုလို့အရင်ဆုံးစတွေ့ပါမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးတစ်ခုခုကိုလုံးနိုင်တယ်လို့ယုံကြည်တာဖြစ်စေမလုံးနိုင်ဘူးလို့ယုံကြည်တာဖြစ်စေမမှန်ပါတယ်တင်ကိုယ်တိုင်ပဲဖြစ်ပါစေအတုဆိုတာအစ်စ်လို့တော့ပုံမတန်ပါဘူးအောင်မြင်မှုကိုရှာတွေ့ဖို့ချိန်မပေးနိုင်လောက်အောင်အလုပ်များနေသူထံအောင်မြင်မှုကရောက်လာပါလိမ့်မယ်။တင့်မှာကိုယ်ပိုင်ဇလန်းတစ်ပုဒ်ရှိရင်ဇက်သိန်းရောက်တဲ့အထိရေးလိုက်ပါ။ဘဝတစ်လျှောက်ရှင်သန်ပါစေ။သူများတွေမှာအများကြီးရှိတယ်လို့ရှုမြင်တယ်လို့ကိုယ်မှလည်းအများကြီးရှိနေတာပါပဲ။ဒဏ်ရာတွေကိုဉာဏ်ပညာဖြစ်အောင်ပြောင်းလဲပါ။သူတစ်ပါးရဲ့ထင်မြင်ချက်နဲ့တော့တင့်ရဲ့အစစ်မှန်ကိုဖြစ်မလာစေပါဘူး။ကိုချစ်ရမယ့်တောင်းဝင်ကိုတင်မမေ့ပါနဲ့ဒီကဘာမှာတင်ဟာအရေးရွှမ်းပြီးမှဲ့နေတဲ့မမွန်တီးဖြစ်နိုင်ပါတယ်ဒါပေမဲ့မမွန်တီးမကြိုက်တဲ့သူတွေလည်းရှိနေပါတယ်နောက်ဆုံးကျွန်တော်သိမြင်လိုက်တာကစောင်းဥရုဆိုတာတာယာတဲ့ຫນွေဥရုကိုမွေးဖွားပေးလိုက်တာပါပဲဘယ်ကိုပဲရောက်သွားပါသည်တင်းစိတ်ကူနောက်ကလိုက်လာပါလိမ့်မယ်လောကရန်ရိုက်ချက်အရာကျွန်တော်ပြောင်းလဲသွားနိုင်ပါတယ်ဒါပေမဲ့လောကရန်ကြောက်တော့ကျွန်တော်တေးသိမ်မခံပါဘူးမဖြစ်နိုင်တာကိုလှုပ်ချင်းဟာကြော်စရာတစ်ခုပါပဲသင်ဟာအတောင်မှန်နဲ့
မွေးဖွားလာတာဆိုရင်ဘဝကိုဘာလို့တွားနေမှလဲစိတ်ကမ်းမှာကတ်ထားတဲ့သင်္ဘောကစိတ်ချရတယ်ဒါပေမဲ့သင်္ဘောဆိုတာစိတ်ကမ်းမှာပဲကတ်ထားဖို့မဟုတ်တာလက်ရှိအခိုက်အတန့်ကိုကြော်လွှားဖို့အတိတ်မှာစွမ်းအားရှိမနေပါဘူးအောင်မြင်မှုရဖို့အတွက်တလေးတစားနားထောင်ပေးရမယ်အကြံကောင်းညံကောင်းတွေရယူရမယ်ပြီးရင်ခက်ဝေးသွားပြီးအဲ့ဒါတွေရဲ့စန့်ကျင်ဘက်ကိုလုပ်ရမယ်တင့်ရဲ့တကယ်အရေးချင်းကပဲတင့်ကိုထွန်းလင်းစေမှာပါတင့်ကိုတင်ချစ်တယ်လို့စัจ java တစ်ခုလုံးရှိသူတွေဟာလဲတင့်ရဲ့ချစ်ချင်းမေတ္တာနဲ့ထိုက်တန်ပါတယ်အတူရောင်အောင်မြင်တာထက်ဆိုင်အစစ်မှန်ကြာရှုံးတာပိုကောင်းပါတယ်တင့်ကိုတင်ယုံကြည်ပြီးဆိုရင်အောင်မြင်ပါလိမ့်မယ်ကျွန်တော်နဲ့တူတူအဆုံးထိလိုက်ကြည့်ရှုပြီးလို့ပြည်သက်ကြီးကိုကျေးဇူးတင်ပါတယ်ခင်ဗျာပြည်သက်ကြီးကိုဒီစာအုပ်လေးကိုလည်းဖတ်စေချင်ပါတယ်ခင်ဗျာဒီစာအုပ်လေးကစာတိုလေးတွေဆိုရဲစာတိုလေးတွေရဲ့အဓိပ္ပာယ်အရန်ကိုလေးနက်ပြီးတော့အရန်ကိုကောင်းပါတယ်ခင်ဗျာပြည်သက်ကြီးလည်းကိုယုံကြည်မှုအပြည့်နဲ့ကိုဖြစ်ချင်တဲ့ဘဝကိုအကောင်းဆုံးဖြစ်အောင်အနည်းငယ်ပါစေလို့ကျွန်တော်ဆုတောင်းပေးကြပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်ခင်ဗျာတဒါ